မင်္ဂလာပါခင်ဗျာလူတိုင်းရဲ့ဘဝမှာဘာလို့အဆင်မပြေဘူးငါတော့ကံညံ့နေပြီလားလို့တွေးမိတဲ့အချိန်တွေရှိနေတတ်ကြပါတယ်တကယ်တော့ကံဆိုတာပြင်လို့ရတဲ့အရာပါဒီနေ့ဒီဗီဒီယိုထဲမှာတော့ကံညံ့နေတာတွေကိုဖယ်ရှားပြီးကံကောင်းခြင်းတွေပြန်လည်ရောက်လာအောင်ပြုလို့ရမယ်လက်တွေ့ကျတဲ့နည်းလမ်း၅ချက်ကိုပြောပြပေးသွားမှာပါခင်ဗျာအထူးသဖြင့်နောက်ဆုံးအချက်ကသင်ဘဝကိုတကယ်ပြောင်းလဲပေးနိုင်မယ့်အချက်ဖြစ်လို့အဆုံးထိကြည့်ရှုပေးဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာနံပါတ်1စိတ်ကိုအရင်ပြင်ပါပထမဆုံးအချက်ကငါကံမကောင်းဘူးဆိုတဲ့အပြောနဲ့အတွေးတွေကိုအခုပဲရပ်လိုက်ပါတရားသဘောအရပြောရရင်အရာရာဟာစိတ်ကအရင်ဆုံးဥဆောင်တာပါဟာကံညံ့နေတယ်လို့ထက်ကတလဲလဲပြောနေတာကိုယ့်ကိုမကောင်းတဲ့စွမ်းအင်တွေနဲ့ပိတ်လောင်ထားတယ်လို့ပါပဲဒါကြောင့်အခုဖြစ်နေတာတွေကယာယီပါပဲငါဒါကိုကြော်ဖြတ်နိုင်မယ်ဆိုတဲ့အကောင်းမြင်စိတ်ကိုအရင်တွင်ပါနံပါတ်2ဒါနနဲ့သီလကိုခံစစ်ပြင်ပါကံဆိုတာအလုပ်ပါကံကောင်းခြင်းရင်ကောင်းတဲ့အလုပ်တွေကိုချက်ချင်းလုပ်လို့ရပါတယ်ကြီးကြီးမားမားလှူဒါန်းနိုင်ဖို့လည်းမလိုပါဘူးအရာဘုရားမှာရေချမ်းကတ်တာပဲဖြစ်ဖြစ်လမ်းမေးတိဆန်လေးတွေကိုအစာကျွေးတာကအစစေနာပပါနဲ့လုပ်ပါနောက်ပြီးကိုယ့်ရဲ့သီလကိုလုံအောင်ထိန်းပါငါးပါးသီလလုံနေတဲ့သူဟာဘယ်သွားဘာလို့နှကောင်းနှမျက်တွေစောင်းမတတ်လို့ပါကိုယ့်ရဲ့စိတ်လုံခြုံမှုကလည်းကံစားတာကိုမြင့်တင်ပေးပါတယ်နံပါတ်3ပတ်ဝန်းကျင်ကိုတန်ရှင်းရေးလုပ်ပါဒါကတော့တကယ်ကိုလက်တွေ့ကျတဲ့နည်းလမ်းပါပဲမိမိနေထိုင်တဲ့အိမ်အခန်းဒါမှမဟုတ်အလိုစပွဲကိုတန်ရှင်းရေးလုပ်ပါပြူပြဲဖြစ်နေတဲ့ပတ်ဝန်းကျင်ဟာစိတ်ကိုရှုပ်ထွေးစေပြီးကံပိတ်စေတတ်ပါတယ်အသုံးမလိုတဲ့ပစ္စည်းဟောင်းတွေကိုစွန့်ပစ်ပါအလင်းရောင်နဲ့လေကောင်းလေတန်းရအောင်လုပ်ပါဘုရားဘာသာမှာလည်းတန်ရှင်းစင်ကြယ်ခြင်းဟာမင်္ဂလာတစ်ပါးလို့ဆိုတာပါတယ်တန်ရှင်းတဲ့နေရာမှာကောင်းမြတ်တဲ့နတ်ဒေဝါတွေကလည်းပျော်မွေးတတ်တယ်လို့စိတ်ကြည်လင်မှုကနေလည်းကံကောင်းခြင်းတွေစတင်လာတတ်ပါတယ်နံပါတ်4မေတ္တာပို့တာခြင်းရဲ့စွမ်းအားကံညံ့နေခြင်းမှာစိတ်တူတာဒေါသထွက်တာတွေဟာများသောအားဖြင့်ဖြစ်တတ်ပါတယ်ဒါဟာကံကိုပိုဆိုးစေပါတယ်ဒါကြောင့်ညာဤကံဒီတိုင်းမိမိကိုယ်နှင့်တကွဝိနည်းတတဝအားလုံးကိုမေတ္တာပို့ပါကိုအစင်မပြေအောင်လုပ်နေတဲ့သူတွေကိုပါခွင့်လွှတ်စိတ်နဲ့မေတ္တာပို့ကြည့်ပါမေတ္တာစွမ်းဟာအတိုက်ခံတွေကိုပြပြောင်းစေပြီးမမျှော်လင့်ပဲအကူအညီကောင်းတွေရလာတတ်ပါတယ်နံပါတ်5ဝရိယနဲ့ခွင့်လန်းကိုဖန်ဆွဲပါနောက်ဆုံးချက်ကတော့အရေးကြီးဆုံးပါပဲကံဉဏ်ဝရိယဆိုတဲ့အတိုင်းကံဉဏ်နေတယ်လို့ထင်ရင်ဝရိယကိုပို့ပြီးတော့ဂရုစိုက်ပါထိုင်ပြီးကံကြမ္မာကိုအပြစ်တင်မနေပါနဲ့ကိုလို့ရမယ့်အလုပ်ကိုပို့ပြီးကြိုးစားလုပ်ပါတရားသဘောရပြောရင်ပစ္စုပန်ကံကအဓိကပါပဲယခုလက်ရှိမှာသင်ဟာအကောင်းဆုံးကြိုးစားနေရင်အတိတ်ကကံဉဏ်တွေဟာတင့်ကိုချာချာဒုက္ခမပေးနိုင်တော့ပါဘူးအခွင့်အလမ်းဆိုတာမျိုးကလည်းကြိုးစားနေတဲ့သူစီကိုပဲရောက်လာတတ်တာပါအနည်းချုပ်ပြောရရင်ကံဆိုတာတင့်ရဲ့စိတ်တင့်ရဲ့အပြုအမူတင့်ရဲ့ကြိုးစားမှုပေါ်မူတည်ပါတယ်အခုပြောပြတဲ့၅ချက်ကိုဒီနေ့ကစပြီးလိုက်နာကြည့်ပါမကြခင်မှာထူးခြားတဲ့ပြောင်းလဲမှုတွေကိုသင်မြင်တွေ့ရမှာပါဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးတစ်ခုရှိတယ်ဆိုလို့ရှိရင်ကျေနပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ